အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကိုအလဲတိုင်းကိုတစ်ချက်ပြပေးပါမယ်နော်ဟုတ်ကဲ့ပါခင်ဗျာဒီနှလုံးခွန်နဲ့3ညနဲ့ခွန်နဲ့9နဲ့ခွန်နဲ့6တဲ့ဒီ6နဲ့4နဲ့3ညတဲ့ခွန်နဲ့3ညနဲ့ခွန်နှုတ်တော့ခွန်တပွင့်လျှော့တော့6 9နဲ့ခွန်နဲ့6ကိုတပွင့်လျှော့တော့5 3ညကိုတပွင့်လျှော့9အကူကခွန်တပွင့်လျှော့တော့6အဲ6ကဒီမှာလာ6တယ်9ခွန်6ဒီ6နဲ့5နဲ့က1 6ကိုတပွင့်လျှော့တော့5 9နဲ့6နဲ့5 3ညနဲ့3ညကိုတပွင့်လျှော့တော့9ဖြစ်ရမယ်ဆိုတော့ဒီမှာ6ရှိနေတဲ့အတွက်ကျွန်တော်3ထဲမှာ6ဖြစ်မှာပါနော်3ထဲလိုက်ပြီဆိုတော့โอเคကျွန်တော်3ထဲလိုက်ပြီဆိုတော့နောက်ထပ်ရှေ့တွဲကိုတစ်ချက်ပြမယ်နော်ရှေ့တွဲကဒီမှာခုနရတဲ့3လေတိုင်းထည့်တယ်3လေတိုင်းထည့်ပြီးသွားလို့ရှိရင်ရှေ့တွဲကဒီနားကနေပြီးတော့တစ်ချက်သွားမယ်ဒီနှလုံးခွန်ထောင်ထားတယ်ဒီနှလုံး9နဲ့4နဲ့1ဖြစ်တာတယ်ဒီနှလုံး9နဲ့3နဲ့2ဖြစ်တာတယ်ဒီနှလုံးခွန်ကဒီမှာ9နဲ့10နဲ့ပြီးခွန်တယ်ခွန်နဲ့4နဲ့1ကဒီ5နဲ့6နဲ့5နဲ့ကိုဒီတက်တယ်ဒီ9နဲ့3နဲ့2ဖြစ်နေတဲ့အတွက်ဒီမှာ9 3နဲ့2ဖြစ်နေတဲ့အတွက်မှာ3ရှိတဲ့အတွက်9ထဲမှာကျွန်တော်2ဖြစ်မယ်ဒါကအတွဲပါ9 3အတွဲတော့ရပြီဆိုတော့ဒီကျွန်တော်နောက်တစ်ခါကနောက်ပိတ်ပေါ့နော်နောက်ပိတ်ကိုတစ်ချက်ပြမယ်နောက်ပိတ်ကဒီအကုန်ဒီ3ညနဲ့9နဲ့ကို9နဲ့4နဲ့ကို1 9နဲ့3နဲ့ကို2ဟုတ်ပြီ9နဲ့3နဲ့2ဒီနှလုံးခွန်အားတဲ့ဒီနှလုံး3နဲ့4နဲ့ခွန်တယ်ဒီနှလုံး1က8နဲ့3နဲ့1တယ်ဒီနှလုံး2က9 3နှစ်ကဒီမှာ9နဲ့ခွန်နဲ့5ရှိနေတဲ့အတွက်ခွန်ထဲမှာ2ဖြစ်မယ်ဟုတ်ပြီတော့ခွန်နောက်ပိတ်ကိုနောက်တစ်ချက်ပြန်ပြမယ်နောက်ခွန်နောက်ပိတ်ကဒီနှလုံး4လို့ထောင်တယ်ဒီနှလုံး3ညလို့ထောင်တယ်ဒီနှလုံး1လို့ထောင်တယ်အဲ့4အားတဲ့ဒီနဲ့ခွာပေါင်း4ခွန်ရဲ့3ရယ်က3ညကဒီခွာပေါင်း3ညဒီ3ရယ်8ရယ်ကခွာပေါင်း3ရယ်8ရယ်1ဖြစ်နေတဲ့အတွက်ဟာ4ရှိ1ဖြစ်နေတဲ့အတွက်ဒီမှာလာပြီးတော့1တယ်အဲ့1က4နဲ့4ရှိနေတဲ့အတွက်ခွန်ထဲမှာ1လို့ပြည့်ဖြစ်တယ်ဟုတ်ပြီကျွန်တော်ထိန်လေးတစ်ချက်ပြပြီနောက်တစ်ချက်ထိန်လေးတစ်ချက်ပြမယ်ထိန်လေးနောက်တစ်မျိုးဒီခွန်ရ3ရရဲ့8ရ5တဲ့ဒီ3ခွန်5ဒီ5တဲ့19ဒီခွန်ထဲမှာခွန်ဖြစ်နေတဲ့အတွက်5ဖြစ်ဖို့8ထည့်ပေးရတယ်အဲအောင်8ခုန3ကအလဲတိုင်းခွန်ကနောက်ပဲ8 3ခွန်9 3ခွန်နှစ်ပတ်တော့ရတယ်ဟုတ်ပြီကျွန်တော်1ချိန်ချက်ပြပါမယ်နော်1ချိန်ကဒီနှလုံး3ညဒီနှလုံး4ဒီနှလုံး9ဒီနှလုံး5 3ညရဲ့နှစ်ခတ်ခွန်3ညခွန်ခွန်ဆင်းပါလေနော်ခွန်နှလုံးအောင်ဆင်းလာတယ်ခွန်နဲ့ပေါင်းတော့4ရဲ့နှစ်ခတ်နဲ့4နှစ်ကမ4ဆင်းသွားပါတယ်ခွန်နဲ့6နဲ့ပဲပေါင်းတော့3ရဲ့နှစ်ခတ်5 3 5ချိန်မယ်နော်โอเคပါအားလုံးပဲဒီလောက်ပါပဲเนาะအားလုံးပဲကံကောင်းကြပါစေလို့